underwear တွေကို daily ဝတ်ဆင်နေတာကြောင့်ဖြစ်ပါတယ်။ယောက်ျားလေးတွေမှာအသက်30 40ကျော်လာလို့ရှိရင် testosterone လို့ခေါ်တဲ့ကြားဟော်မုန်းက 1% စီလျော့နေလာတတ်ပါတယ်။အဲ့လို 1% စီလျော့နေလာတာနဲ့အမျှ muscle mass တွေလျော့နေလာတာကိုဟော်မုန်းတွေလျော့နေလာတာကိုကောက်ွယ်ဖို့လှုပ်ဆောင်တဲ့အဓိကအချက်ကတော့ weight training ပဲဖြစ်ပါတယ်။နားလည်အောင်ပြောရမယ်ဆိုရင်တော့ဂျင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် weight training တွေကိုစော့တာမျိုးဖြစ်ပါတယ်။ရေရှည်မှာကြားဟော်မုန်းလျော့နေလာဖို့မိမိကိုယ်တိုင်သတိမထားမိပဲလုံနေမိရဲ့အချက်10ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအချက်တွေကတော့ညတွေမှာအိတ်ချိန်နေတာတွေအရက်ဒေတာတောက်စားတာတွေအသားစားသုံးမှုနည်းပြီးတော့ balance တိုင်းရဲ့မဖြစ်တာတွေလှုပ်ရှားမှုမရှိတာတနည်းအားဖြင့်အားကစားမလုပ်တာကိုယ်လေချိန်များတာနဲ့ခန္ဓာကိုယ်မှာအဆီ percentage တွေများနေတာမွေးရဆေးဝါးနဲ့ steroid အကိုက်ခဲပျောက်စေရေးအသုံးများတာ plastic ပစ္စည်းတွေကိုနေ့စဉ်သုံးနေတဲ့တဲမှာပါဝင်နေတာဥပမာ plastic ဘူးနဲ့ရေတောက်ခြင်း plastic အိတ်များကိုအသုံးများခြင်းတွေဖြစ်ပါတယ်ကျန်တဲ့အချက်တွေကတော့နေအောင်ကြည့်မရခြင်း stress နဲ့ anxiety များခြင်းနောက်ဆုံးဘယ်သူမှမထင်ထားတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒီကောင်ကတော့ကျွန်တော်တို့ cotton မဟုတ်တဲ့ underwear တွေကို daily ဝတ်ဆင်နေတာကြောင့်ဖြစ်ပါတယ်